ကဲအလောက်ကပြန်ရောက်ပါပြီရှင်။နေ့9:45လောက်ပဲအရာထားပြင်ဆင်ပြီးအလုပ်သွား။ဒီနေ့12နာရီအလုပ်ကပြန်လာကား35မိနစ်လောက်စီရ။အကြက်ကိုလုံးညောင်းကြိုက်ပြီးလာပါတယ်။လေးကောင်းလေးတန်ရတော့ပြပေါက်လေးဖွင့်လိုက်ပါတယ်။ပြီးတော့အဝတ်စားမလေးသေးပဲနဲ့အကျော်အရင်လျှော့ပါမယ်။ဒီနေ့ကလုံးကညောင်းကြိုက်လမ်းလေးလေးရှောက်ပါ။လုံးတောင့်တင်းအဲ့အတွက်အကျော်လေးလေးနဲ့လျှော့ပါမယ်။ချီချင်းဝတ်တွေလည်းနားနေပါလေ။အဲ့ကကောက်ကျော်တွေနားနေပါလေ။အသက်ကလည်းမငယ်တော့ဘူးလေ43နှစ်ဆိုတော့ဒါရေမချိုးခင်လေးလောက်ကပြန်လာနေတယ်ဘာလေးအကျော်လေးလျှော့တာပေါ့နော်အညောင်ပြအောင်ကိုကျော်လေးဆိုလည်းတင်းတောင်းနေတာလေးတွေစကြောတွေတင်းနေတာလေးတွေဒီနေ့လှည့်ပါမယ်ပြီးသွားလို့ရှိရင်ဒီညက်မယ်နဲ့မညက်ဖြစ်တဲ့သပင်ကိုဒီကလေးနဲ့ညက်လိုက်ပါမယ်ပြီးတော့ထမင်းစားဖို့ပြင်ဆင်မယ်အရွယ်လေးရှိတာဖြောမယ်ဒီနေ့ကျန်တဲ့ထမင်းလေးနဲ့ဆုံးခင်းနဲ့စားမယ်ပေါ့လေဒါပေမဲ့ပြီးကျန်တဲ့အမေသားပါတော့လက်နဲ့ပဲစားလိုက်ပါတော့တယ်လက်နဲ့စားပြီးလို့ရှိရင်အကန်ဆေးပါမယ်ရေချိုးပါမယ်ပြီးရင်အသီးလေးတွေဆက်ပြီးစားပါမယ်ဖះရှင်ခိုးမယ်ပြီးရင်အိပ်ပါတော့မယ် good night ပါအားလုံးကျေးဇူးတင်ပါတယ်ရှင်